နားဆင်နေကြတဲ့ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့ကလောင်ရှင်ခဲရန်ရဲ့နောက်ထပ်ဝိထုတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီဝိထုလေးရဲ့နာမည်ကတော့အချစ်တီရှိရာအရက်ဒေတာတို့လို့အမည်ရပါတယ်ကျမကတော့တော်သစင်မိုးပါအချစ်တီရှိရာအရက်ဒေတာတို့အခန်း1ခီးတဲ့တင်ကားပေါ်မှာဖွင့်ထားတဲ့တခြင်းလေးဟာလက်ရှိမြင်နေရတဲ့ရှုခင်းနဲ့တော့လိုက်ဖက်ညီလာပါသည်မွေလိမ်မွေကောက်တပွဲဖြစ်နေတဲ့တောင်ပေါ်လန်းတွေကိုကြည့်ရတာအယမ်းကိုရင်သက်ရှုမောဖို့ကောင်းလာကြောင်းကျွန်တော်ခံစားမိနေရပါတယ်ဘေးတစ်ဖက်မှာကတောင်ကဘာရံဖြစ်ပြီးဘေးတစ်ဖက်မှာကတော့ကြောက်ကဘာကားရဲ့ပြတင်းပေါက်ကနေတဆင့်တိမ်တွေဖြတ်ပြေးနေရကိုလေကျွန်တော်မြင်နေရပြန်သည်ကားစီးနေနဲ့ရှုခင်းတွေကလည်းတိတ်လာသလိုရင်ဖိုစရာကလည်းကောင်းနေပါ၏လက်ကနိုင်ကိုဖြတ်ခနဲကြည့်လိုက်တော့မနက်9နာရီထိုးနေပြီလေနှင်းမြူကတော့မဆဲသေးအချမ်းတက်ကပိုလို့တောင်ကဲလာခဲ့သည်မကြခင်မှာပဲမြို့အဝင်ဆိုင်ပုတ်လေးတစ်ခုကိုမြင်လိုက်ရသည်ကျိုင်းတောင်းမြို့မှကြိုဆိုပါ၏ရဲ့အစိမ့်သက်သက်ဖြစ်လာတဲ့ဒီမြို့လေးကိုကျွန်တော်ပထမအဆုံးရောက်ရှိလာခဲ့တာပါပဲကားပေါ်ကနေပဲမြို့လေးရဲ့မနက်ခင်းစောစောအလားအပကိုခန်းစားနေမိခဲ့ပါတယ်ဒီတောင်ပေါ်မြို့နယ်တေးသေးလေးဟာမနက်စောစောမှအရန်ကိုတော့ချစ်ဖို့အတော်ကောင်းနေပါတယ်မြို့လေးတဲကိုဝင်ပြီးမကြခင်မှာပဲခက်ပြပြတောင်ကုန်းလေးရဲ့အကျော်မှာမြို့နယ်ပြည်သူ့စေယုံကိုကျွန်တော်တွေ့လိုက်ရသည်ဒါဟာကျွန်တော်ဆင်းရမယ့်နေရာလေးပါလားစေယုံရှိမှကားရက်သွားတော့ကားဆရာကကျွန်တော်အထုပ်တွေကိုချပေးသည်အထုပ်ပိုးတွေအများကြီးနဲ့ဆိုတော့ကျွန်တော်မှတိုင်ပတ်သွားရပြီစေယုံဝန်းထဲထိရောက်ဖို့ကတော်တော်လေးဆက်သွားရအောင်မိထင်သည်အထုပ်တွေမနှဲမနှောနဲ့ဆိုတော့လေကျွန်တော်မနိုင်တော့ဘူးရဲ့ကားဂိတ်မဟုတ်တော့ဆိုင်ကယ်ကယ်ရီပါညာလဲမရှိပြန်ဘူးဘေဘီဝဲရကိုလှမ်းကြည့်လိုက်တော့ရှမ်းခောက်ဆွဲဆိုင်လေးတစ်ဆိုင်တွေ့လိုက်ရသည်ရှမ်းခောက်ဆွဲဆိုင်လေးမှာကစားတောက်နေကြတဲ့သူတွေအများကြီးနဲ့စီကားနေတာပါပဲကျွန်တော်ဆိုင်လေးစီကိုအထုပ်ပိုးတွေမနိုင်မနှင်းတည်ရင်းနဲ့ရောက်အောင်သွားလိုက်သည်ဘာစားမှလဲမေးတဲ့အတန်လေးကရှမ်းတန်ဝဲတဲလေးနဲ့သို့တော့အတန်ကမဆက်ဆက်ကျွန်တော်ကြည့်လိုက်မိတော့သပင်ကုတ်ထောက်လေးနဲ့ခြာတိတ်မလေးတယောက်ပုံစံကြည့်ရတာတော့ဂျစ်ကန်ကန်ပေကက်ကက်ဒီဇိုင်းလေးဒါပေမဲ့ထူးခြားတာတစ်ခုကသူ့မျက်နှာလေးမှာဗာမိတ်ကမ်းမှမလိန်ထားပဲနဲ့ကိုအကြည်တက်လေးတစ်ခုရနေတာအသားလေးကဖွေးနေတဲ့အပြင်ပအိုးနှစ်ဖက်ကလေးကလည်းရဲရဲနေနေ၏အားလုံးကိုခြုံကြည့်ရရင်တိတ်လာတဲ့ကောင်မလေးပါပဲဝတ်ထားတဲ့ဒီဇိုင်းကလည်းဟူဒီအနက်ကလေးကိုအောက်ကဂွန်းပေါင်းပြီးကတွန်းအကွက်နဲ့အေးလိုလာတော့မသိဖြူဖက်နဲ့အဖြူလေးကိုစီးထားသေးတယ်ဘာမှမစားပါဘူးဗျဘာမှမစားဘဲနဲ့ဘာလို့ခုံမဝင်ထိုင်နေရလဲစားမဲ့ဧည့်သည်တွေအတွက်ခုံမရှိတော့ဘူးဗျကျွန်တော်လဲအားနာမိသွားပြီးထိုင်နေတဲ့ခုံလေးကနေရောင်တောင်တောင်လေးနဲ့ဆက်ခနဲပြန်ထားမိ၏sorry ပါဗျာမစားတာတော့မှန်ပါတယ်ကျွန်တော်ကတခုလောက်အကူအညီတောင်းချင်လို့ပါဗျာဘာအကူအညီလဲမြန်ပြောဆိုင်မှာလူကြနေရချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့မလိုက်အောင်တော့တော်တော်လေးကိုလူမှုရေးခေါင်းမတဲ့ကောင်မလေးပါပဲလေတံကလည်းစိတ်မရှိတဲ့လေတံနဲ့လှလှလေးဖြစ်နေတဲ့မျက်နှာလေးကိုမှအားမနာကျွန်တော်ကမြို့နယ်ပြည်သူ့စေယုံတွေကိုတွားရမှာပါခင်ဗျာဒါဆိုတွားလေဟုတ်တွားပြီနော်မဟုတ်ဘူးလေမဟုတ်သေးဘူးကျွန်တော်ပြောတာလေးဆုံးအောင်နားထောင်ပါဦးပြောအဲ့ဒါကျွန်တော်အထုပ်ပိုးလေးဒီနားမှာခဏလောက်ထားခဲ့ခြင်းလို့ဟိုးမရပါဘူးခင်ဗျားအထုပ်တွေလည်းဘာတွေပါနေမှမသိတာမထားခဲ့နဲ့ယူသွားဘာမှမပါပါဘူးဗျာကျွန်တော်စေယုံနဲ့ရောက်ပြီးရင်ပြန်လာသေးမှာပါအခုကတယောက်တည်းမသိနိုင်လို့ပါမရဘူးလောင်ခမ်းအငယ်လေးဘာဖြစ်နေရလဲဒီကအကိုရောဘာကိစ္စရှိလို့ပါလဲရှင်နောက်ထပ်ရှမ်းတန်ဝဲဝဲလေးနဲ့ကောင်မလေးတယောက်ရောက်လာခဲ့သည်အဲ့ဒီကောင်မလေးရောက်လာတဲ့အချိန်မှာတော့ခက်တင်းတင်းရှမ်ပူအနံ့လေးတစ်ခုကိုခန်းစားလိုက်ရသည်အဲ့ဒီကောင်မလေးရဲ့သပင်ကကြောလေလောက်ထိရှိမဲထင်သည်စံသားတွေဣနေပြီးခါးပေါ်ကိုဝဲကျနေသည်အသားလေးကလည်းဖွေးနေ၏နှာရန်ကပေါ်ပေါ်လေးနှကန်းပပလေးကလည်းရဲရဲနေနေ၏ကြည့်ရတာညီမနှစ်ယောက်ဖြစ်မိထင်သည်တေချာတာကတော့ဒီသပင်ရှိရှိနဲ့ကောင်မလေးကသပင်ကုတ်ထောက်နဲ့ခြာသိမ့်မလေးလောင်ခန်းဆိုလားပါလားနာမည်ရှိတဲ့သူရဲ့ဇယိုက်နဲ့ပုံစံမျိုးမဟုတ်ပါရင်းနှီးဖော်ရွေပြီးတစ်ဖက်သားကိုကူညီတတ်တဲ့ပုံလေးပေါက်ပါသည်ပြီးတော့ဒီကောင်မလေးပုံစံကမိန်းကလေးဆန်သောအနေအထားမျိုးဖြစ်ပါသည်ရှမ်းလုံကြီးလေးကိုဝတ်ထားပြီးအပေါ်ကအနွေးတွေကိုထပ်ဝတ်ထားခဲ့သည်လှရာချင်းတူပေမဲ့ဒီကောင်မလေးကတော့တည်ငြိမ်ရင်းကျက်လာတဲ့အလှမျိုးဖြစ်ပါ၏ဟိုချာတိတ်ကတော့ပေတိပေကက်ဂျစ်တိဂျစ်ကန်နဲ့လူမှုရေးနားမလဲဘူးဒီလိုပါခမကျွန်တော်ကဒီအထုပ်ပိုးလေးတွေကိုခဏလောက်ကြည့်ထားပေးစီခြင်းလို့ပါကျွန်တော်တယောက်တည်းကြတော့စေးရုံတွေကိုတည်သွားဖို့မနိုင်လို့ပါဗျာအခုတဝက်လောက်ယူသွားပါမယ်
ပြီးရင်ကြံတဲ့တစ်ဝက်ကိုလာသေးပါမယ်။အော်ဟုတ်ကဲ့ရှင်ကြည့်ထားပေးပါမယ်။သိချလက်ချသွားပါနော်။ဟာမမကလည်းမဟုတ်တာတွေထည့်ထားတဲ့အထုပ်ဖြစ်နေဘယ်လိုလုပ်မလဲ။ကို့လာအမှုပတ်နေလိမ့်မယ်။ဖုန်ငတိမလေးကအဲ့လိုဝင်ပြောသည်။ဘာမှအမှုမပတ်စေရပါဘူးဗျာ။အခုထားခဲ့မဲ့အထုပ်ကလည်းစားအုပ်ထုပ်တွေပါ။မဟုတ်တာတွေဘာမှမပါပါဘူး။ထားခဲ့ပါကိုညီမတို့ကြည့်ထားပေးပါမယ်။ကျေးဇူးတင်လိုက်တာဗျာ။အမလုပ်တဲ့သူကသဘောကောင်းသလောက်လောင်ခန်းဆိုတဲ့ကောင်မလေးကတော့ကျွန်တော်ဆိုပြီးနှာခေါင်းရှုံပြသွားသည်ကျွန်တော်လည်းအထုပ်ပိုးတစ်ဝက်ကိုယူပြီးဆေးရုံထဲကိုဝင်သွားရသည်ဆေးရုံဝင်းထဲစီကိုသွားတဲ့လမ်းလေးဟာမြေနီလန်းကြဲကြဲလေးတောင်ကုန်းလိုပုံစံလေးတက်သွားရခြင်းဖြစ်၏ဆေးရုံကနေဘေးဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါမြင်မာလာသောတောင်တန်းကြီးတွေဝန်းရံထားသည့်အပြင်လက်ဆက်သောလေးနုအေးလေးတွေတိုက်ခတ်နေရကိုခံစားနေရပါသည်ဟူးလေးဘူးတစ်ချက်ကိုမုတ်ထုတ်လိုက်ရင်အရင်ဆုံးဒီကျိုင်းတောင်းမြို့နယ်ဆေးရုံအုပ်ကြီးနဲ့တွေ့ဖို့ကြိုးစားရပါမည်အခန်းနှစ်ဒေါက်တာလင်းခတ်ဦးကကျိုင်းတောင်းမြို့နယ်ဆေးရုံကိုလက်ထောက်ဆရာဝန်အနေနဲ့ပြောင်းလာမယ်ဆိုတာဆရာစီကျေးနှမ်းရောက်လာခဲ့ပြီးသားဒါပေမဲ့ဒီနေ့ချက်ချင်းရောက်လာမယ်လို့မထင်ခဲ့ဘူးကွဟုတ်ကဲ့ဆရာခင်ဗျာကျွန်တော်လည်းရောက်လာမှာကိုဆရာစီကြိုပြီးမဆက်သွယ်မိလိုက်တာပါဆေးရုံဝင်းထဲမှာရှိတဲ့ဆေးရုံအုပ်ဆရာဝန်ကြီးရဲ့အိမ်ကိုကျွန်တော်ရောက်နေခဲ့ခြင်းဖြစ်ပါသည်ဆေးရုံအုပ်ဆရာဝန်ကြီးအိမ်ကလည်းဝန်ထမ်းအိမ်ယာဘက်မှာရှိပါသည်သို့တော့အိမ်လေးကတစ်ပင်တို့ဖြင့်စိမ့်ဆူလာပပြီးချစ်ဖို့ကောင်းပါသည်ဒေါက်တာလင်းခတ်ဦးကိုဆရာအိမ်နဲ့တအိမ်ကျော်ကဝန်ထမ်းအိမ်ယာလေးမှာနေဖို့စီစဉ်ပေးထားပါတယ်ပြီးရင်နေရာလိုက်ပြပေးခိုင်းပါမယ်ဟုတ်ကဲ့ပါဆရာကြီးဒါနဲ့ဒေါက်တာအထုပ်တွေကဒါအကုန်ပဲလားမဟုတ်ပါဘူးတဝက်ကြံပါသေးတယ်ဆေးရုံရှိရရှမ်းခောက်ဆွဲဆိုင်မှာခဏအပ်ထားခဲ့တာကျွန်တော်ပြန်သွားယူရမှာပါဆရာဆေးရုံရှိရရှမ်းခောက်ဆွဲဆိုင်ဆိုရင်တော့ဒေါက်တာသွားယူမနေနဲ့လာပို့ခိုင်းလိုက်မယ်မလုပ်ပါနဲ့ဆရာရဲ့ကျွန်တော်အားနာလို့ပါဘာမှအားနာစရာမလိုဘူးရဲ့ရတယ်ဆေးရုံအုပ်ဆရာဝန်ကြီးကတော့ဖုန်းဆက်ပြီးကျွန်တော်အထုပ်တွေယူလာခဲ့ဖို့ပြောနေလေပြီကျွန်တော်မှဒါကျွန်တော်ကိုဘူးကြီးကြည့်နေတဲ့ငတိမမျက်နှာကိုစက်ခနဲပြင်းမြင်လိုက်ရသည်ခဏကြာတော့စကိုဖီအနက်ကလေးတစ်စီးကအိမ်ရှိကိုရောက်လာခဲ့သည်အထုပ်တွေရလာတာထင်တယ်ဆရာဝန်ကြီးကအရှိထွက်ကြည့်လိုက်တော့ဟိုချတိတ်မှလေးပါပဲသပင်တူကက်ကက်နဲ့ယောက်ျားလေးစတိုင်လိုဘာလိုနဲ့လေလောင်ခန်းဆိုတဲ့ကောင်မလေးပေါ့မျက်နှာစူပုတ်နေရပဲတခုခုခိုင်းခံထားရလို့မကြင်မနှက်ဖြစ်နေတဲ့ရုပ်နဲ့ဘဘတို့ကတော့လေခိုင်းစရာရှိရင်ကျွန်တော်ကြီးပဲမုတ်ဖိုးပေးတော့မယ်ဆိုရင်ကြလက်တအားနေတာအမေ तू ကဆေးရုံအုပ်ဆရာဝန်ကြီးကိုမကြေမချမ်းနေပြောနေတာဗျဟဲ့လောင်ခန်းငါကနင့်ဦးလေးအရင်ကြီးပါတူမဘီဘီဒါလေးခိုင်းတာတော့လုတ်ပေးရမှာပေါ့နင့်မေရောဈေးသွားဝယ်နေရဘဘဒါဆိုရင်ဆိုင်မှာညီမတယောက်တည်းကြံနေခဲ့ရလားဆိုင်မှာလောက်ကူပေးနေတဲ့ကောင်မလေး2ယောက်တော့ရှိပါသေးရဲ့ဒီမှာဘဘယူခိုင်းထားတဲ့အထုပ်ပလုတ်အလုတ်တွေကိုရှုပ်နေရပဲကျွန်တော်ထင်တဲ့အတိုင်းပါပဲရင်ကြီးကြီးလေးနဲ့မင်းကလေးဆဆန်လှပနေတဲ့ကောင်မလေးကသူ့ရဲ့အမဖြစ်မယ်ဆိုတာကိုပေါ့ငတိမကျွန်တော်ထုတ်တွေကိုလှမ်းပေးရင်ကျွန်တော်ကိုပေဆောင်နဲ့လှမ်းကြည့်တယ်ဟဲ့လူကြီးခမရဆရာဝန်ပေါ့ကျွန်တော်ကခေါင်းလေးငိမ့်ပြတော့ သူကသူ့စကူဘီဆိုင်ကယ်လေးပေါ်ကိုလှမ်းတက်ရင်ဆရာဝန်သာပြောတယ်ဆရာဝန်ပုံစံလည်းမပေါက်ဘူးနော်ပေဆုပ်ဆုပ်နဲ့ဟမ်ဒီကောင်မလေးတဲဆရာဝန်ကြီးကလှမ်းဟန်တော့ငတိမခေါင်းကလေးငုံပြီးပြေးပါလေရောမသွားခင်ကျွန်တော်ကိုဖဲ့သွားလိုက်သေးတာကျွန်တော်မှသူ့ကိုပြောလိုက်ချင်ပေမဲ့ဆရာဝန်ကြီးမျက်နှာရှိနေလို့သာပေါ့အခန်း3တဖြည်းဖြည်းချင်းကျွန်တော်သိလာရတာကဈေးရုံရှိရရှမ်းခောက်ဆွဲဆိုင်လေးဟာကျိုင်းတောင်းမြို့လေးမှာအရန်ကိုနာမည်ကြီးရဲ့ဆိုတာပါပဲအရသာလည်းရှိတယ်စားလို့ကလည်းကောင်းတယ်အထူးသဖြင့်ဝက်ခေါက်နဲ့တူဘူးကျော်လေးကအရန်ကောင်းမွန်တာကြောင့်လဲလူကြိုက်များကြတာထင်ပါသည်ဒီဆိုင်ကိုဖွင့်ထားတာကကျွန်တော်တို့ဆေးရုံအိုဆရာဝန်ကြီးရဲ့ညီမဖြစ်တဲ့သူအန်ဒီရှန်နဲ့အန်ဒီရှန်စီမှာကသမီး2ယောက်ရှိတယ်နန်းမွေခမ်းနဲ့နန်းလောင်ခမ်းလို့ခေါ်တဲ့ကောင်မလေး2ယောက်မွေခမ်းကရင်းနှီးဖော်ရွေပြီးတစ်ဖက်သားကိုကူညီတတ်တဲ့သူမိန်းကလေးဆန်ပြီးတဘာဝကျလှပတဲ့အလှအပမျိုးကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပြန်သည်အထူးသဖြင့်ကျွန်တော်ခောက်ဆွဲသွားစားတဲ့အခါတိုင်းလဲကျွန်တော်နဲ့မျက်လုံးချင်းစုံမိလေးရှိသည်အဲ့ဒီအချိန်တိုင်းလဲဖြူဖွေးလာသောမျက်နှာလေးဟာပန်းနုရောင်မျက်နှာလေးစီတို့ပြောင်းလဲသွားတတ်ပြန်ပါ၏မွေခမ်းကအခုဆိုရင်ကျိုင်းတောင်းနယ်ထဲကအလဲတန်းကျောင်းရှိရဲ့ရွာလေးတစ်ရွာမှာကျောင်းဆရာမလေးအဖြစ်လုပ်ကိုင်နေတဲ့သူဆိုတာ
တဖြည်းဖြည်းနဲ့ကျွန်တော်သိလာခဲ့ရ၏လောင်ခန်းဆိုတဲ့အငယ်မကတော့ခုထိကိုကျွန်တော်နဲ့အကြောမတည့်ပါဘူးငတိမကပေတိပေကက်လေးရဲ့တခါတလေဂျစ်ကန်ကန်နိုင်လွန်းတာရဲ့အငယ်လေးမို့လို့အလိုလိုက်ထားကြတာလားလည်းမသိကျွန်တော်မနက်ခင်းစောစောထားပြီးလမ်းထားလျှောက်တဲ့အချိန်တိုင်းအနီရှမ်းတို့ခောက်ဆွဲဆိုင်တွေကစတင်ခင်းကျင်းရောင်းချနေပြီဖြစ်ပြီးအဲ့ဒီလောင်ခန်းဆိုတဲ့ငတိမလေးကတော့ဟူဒီကြီးကိုခေါင်းကြီးဆွလျက်ငုတ်တုတ်ကြီးအိပ်ပျော်နေတဲ့လေးရှိသည်ဆရာရဲ့အငယ်မနည်းနည်းဆိုးတယ်10တန်းအောင်နှစ်ခါကြထားတာလေ10တန်းစာလည်းမလုပ်ဘူးအားရင်အပြင်စာအုပ်တွေကြီးဖတ်နေတာပဲငတိမရဲ့အမေဖြစ်တဲ့သူအန်ဒီရှမ်းပြောမှကျွန်တော်သတိထားမိရတယ်ဟုတ်လဲဟုတ်တယ်ဒီကောင်မလေးကစာဖတ်တာတော့တော်တော်ဝါသနာပါတဲ့သူပါပဲ